The English eye opener ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်တော့ဟုတ်လဲမဟုတ်ဘဲနဲ့ကဏ္ဍလေးကိုတင်ဆက်လိုက်ပါတယ်ဒီတခြင်းကိုတော့လူတော်တော်များများသိမှာပါဆို American တော်လိုင်းမတိုင်မီကပေါ်ခဲ့တဲ့စစ်ချီတေးနာမည်က Yankee Doodle တဲ့ဒီ Yankee Doodle ဆိုတဲ့တခြင်းကို American တခြင်းစစ်လို့လူတော်များများသိထားကြလိမ့်မယ်တကယ်တော့ Oh no တကယ်တော့အဲ့တခြင်းကို American ကရေးထားတာမဟုတ်1955ခုနှစ်ကပြင်သစ် Indian တော်လှန်ရေးမှာ British စစ်တပ်ကခွဲစိတ်ဆရာဝန်ကြီး Richard Shuckburgh သူကနေပြီးတော့ American တော်လှန်ရေးစစ်သားတွေကိုရှုတ်ချခဲ့ရတဲ့အနေနဲ့ရေးထားတဲ့တခြင်း Yankee လို့ခေါ်တဲ့ Americans ကသူတို့ကိုသူတို့အုတ်ထုပ်ပေါ်မှာငှက်မိုးလေးတပင်ထည့်လိုက်တာနဲ့သူတို့စမတ်ကြဖြစ်သွားတယ်လို့ထင်ကြတာပေါ့အဲ့ဒီကြတော့သူတို့ကလူမိုက်တွေတေလီဂျဘိုးတွေကဲ့ရဲ့ပြီးရေးထားတဲ့တခြင်းအဲ့ဒါကို Americans ကပြန်ပြီးတော့ရွက်ပြီးတော့အဲ့တခြင်းကိုသူတို့ကကိုယ်ပိုင်အဖြစ်ယူပြီးစစ်ချီတေးအဖြစ်နဲ့ပြောင်းလိုက်ကြတာ1890ပြည့်နှစ်ကနာမည်ကြီး British စာရေးဆရာကဗျာဆရာ Rudyard Kipling က Mandalay တော့မဟုတ် On the Road to Mandalay ဆိုတဲ့ကဗျာလေးရေးစပ်ခဲ့တယ်အဲ့ဒီကဗျာကအထက်ဗမာပြည် Mandalay နော် Mandalay လမ်းပေါ်ကတဘာဝအလှတွေကိုဖော်ကျူးထားတဲ့ကဗျာလေးအဲ့ဒီကဗျာလေးကိုတခြင်းဖြစ်နေတယ်ဆိုခဲ့ကြဘူးလေအဲ့ဒီကဗျာလေးမှာနော်ဒီ Mandalay က flying fish လို့ခေါ်တဲ့ငပြန်အကြောင်းရေးထားတာလေးကတော်တော်လေးကိုရတ်တမြောက်တယ်နောက်ပြီးတော့ဒီနေထွက်ပုံလေးပေါ့မြန်မာနိုင်ငံနဲ့တရုတ်ပြည်ကြားတဲ့ပင်လယ်အော်ကနေထွက်ပုံလေးကိုရေးဆက်ထားတာလေးရတယ်တော်တော်လေးကိုရတ်တမြောက်တယ်တကယ်တော့ Oh no Mandalay က flying fish ငပြန်အကြောင်းရေးဆက်ထားပြီမဲ့Mandalay ကကုန်းတွင်းပိုင်းဖြစ်လို့Mandalay မှာ flying fish ဆိုတာတွေ့နိုင်ကြအကြောင်းမရှိဘူးနောက်ပြီးတော့မြန်မာနိုင်ငံနဲ့တရုတ်ပြည်ကြားကပင်လယ်အော်ကနေနေထွက်ပုံလေးကိုစတ်ထားတာလေတရုတ်ပြည်မှာပင်လယ်အော်ဆိုတာမရှိလို့အဲ့ဒီဟာကိုကဗျာဆရာကြီး Kipling ကိုယ်တိုင်နောက်ပိုင်းသူမှားတဲ့အကြောင်းလေးကိုဝန်ခံပြောဆိုခဲ့တယ် Gunfight at the OK Corral ဆိုတာ1882ခုနှစ်အောက်တိုဘာလ26ရက်နေ့က American နိုင်ငံ Arizona ပြည်နယ် Tombstone မြို့ကလေးမှာဖြစ်ပွားခဲ့တဲ့အပြန်အလှန်တနတ်တိုက်ပွဲလေးပေါ့မြို့ရဲ့ဥပဒေဆောင်အဖွဲ့ဝင်တွေနဲ့နွားတွေမြင်းတွေခိုးတဲ့ကောက်ပိုက်တွေပေါ့သူတို့နဲ့အပြန်အလှန်တနတ်ဖြစ်ခတ်တဲ့တိုက်ပွဲလေးအဲ့ဒီတိုက်ပွဲလေးကစက္ကန့်30လောက်ပဲကြာခဲ့တယ်ဒါပေမဲ့3ယောက်ပြေးခဲ့တယ်3ယောက်ကဒဏ်ရာရတယ်2ယောက်ကထွက်ပြေးခဲ့တယ်အဲ့ဒီအကြောင်းအဲ့ဒီတိုက်ပွဲလေးအပြန်အလှန်တနတ်ပစ်တိုက်ပွဲလေးအကြောင်းကို Hollywood ကလည်းရုပ်ရှင်3-4ခါလောက်ရိုက်ခဲ့ဘူးလေ Gunfight at the OK Corral ဆိုတော့ OK မြင်းနေထားတဲ့ခြံအဲ့ဒီမှာဖြစ်ခဲ့တဲ့အပြန်အလှန်တနတ်ပစ်တိုက်ပွဲလေးလို့ဆိုပေမဲ့ Oh no တကယ်တော့ the gunfight at the OK Corral ဆိုတာက OK Corral လို့ခေါ်တဲ့ OK မြင်းခြံမှာဖြစ်ခဲ့တာမဟုတ်ဘူးသူက CS Fly ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဓာတ်ပုံဆိုင်ရှိမှာဖြစ်ခဲ့တာအဲ့ဒီတော့ gunfight at the OK Corral အကြောင်းပြောရင်းနဲ့ပဲ the English eye opener ကိုညီကုန်းချုပ်လိုက်ပါတယ်